မျိုးသမီးတွေကနေရတိုင်းမှာချစ်ခင်ချင်တာတက်တဲ့နှလုံးသားအကောင်းဆုံးသောစူးစမ်းအားထုတ်မှုတွေနဲ့အပြည့်အဝတာဝန်ယူမှုတွေနဲ့အတူမိမိတို့အတွက်ရောကိုယ့်ရဲ့မိသားစုအတွက်ပါအကောင်းဆုံးနဲ့အလှပဆုံးစူးစမ်းရှင်သန်ကြပါတယ်။ PTI မှာလည်းဒီလိုမျိုးမိသားစုတာဝန်တွေနဲ့လုပ်ငန်းခွင်ရဲ့တာဝန်တွေကြားမှာ balance ညီညီဖြစ်ဖို့အတွက်စူးစမ်းနေကြတဲ့အမျိုးသမီးတွေအများကြီးရှိပါတယ်။ဒီနေ့ကြာရောက်တဲ့ International Women Day မှာအမျိုးသမီးတွေရဲ့လုပ်ငန်းခွင်နဲ့ဒီမိသားစုကြားမှာပေါ့နော် work life balance ဖြစ်စေဖို့အတွက်ကိုယ်စီစူးစမ်းထုတ်ရတဲ့အကြောင်းအရာလေးတွေကိုပြောပြထားတဲ့စကားသံလေးတွေကိုနားထောင်ကြည့်ကြရအောင်နော်မင်္ဂလာပါရှင်ကျမကတော့မောင်ဖြစ်မဝေပဲဖြစ်ပါတယ်ကျမရဲ့နေ့ရက်တွေကအခန်းကဏ္ဍတစ်ခုကြားမှာတော့အမြဲတမ်း level လေးရှိပါတယ်ရှင်လုပ်ငန်းခွင်မှာဆိုရင်တော့ဝန်ထမ်းတွေကိုစီမံခန့်ခွဲရတဲ့ HR manager တယောက်ဖြစ်ပြီးတော့အိမ်ပြန်ရောက်ရင်တော့တသားနှစ်ယောက်ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကိုအကောင်းဆုံးပံ့ပိုးပေးရတဲ့မိမိတယောက်ပဲဖြစ်ပါတယ်တကယ်တော့တသားတွေရဲ့အားသာချက်အားနည်းချက်နဲ့ဝါသနာတွေကိုနားလည်အောင်စူးစမ်းရတာလည်းကျမအတွက်တော့အမှုပညာတစ်ခုလို့ဖြစ်တယ်လို့တစ်ဖက်မှာလည်းအဆက်မပြတ်တိုးတက်ပြောင်းလဲနေတဲ့နည်းပညာတွေအတတ်ပညာတွေကိုရင်ပေါင်တန်းနိုင်ဖို့လည်းစဉ်ဆက်မပြတ်လေ့လာနေရပါတယ်ရှင်ဒီလိုလေ့လာမှုနဲ့စူးစမ်းမှုတွေကပဲမိသားစုတက်တာမကကိုယ့်ကိုယ်လည်းပို့ပြီးတော့ strong ဖြစ်လာစေပါတယ် confidence တွေလည်းပိုရှိတာတွေတို့ခံစားမိတာမို့ဒီထက်ပိုပြီးတော့စူးစမ်းသွားပါမယ်ရှင်မင်္ဂလာပါရှင်ကျမနာမည်ကတော့မရတနာဦးပါ PTI Commercial Sales Department မှာ Sales Engineer အနေနဲ့တာဝန်ယူထားပါတယ်ရှင်လုပ်ငန်းဝင်နေရတဲ့အမျိုးသမီးတယောက်အနေနဲ့တွေ့ကြုံနေရတဲ့အခက်အခဲကတော့အချိန်ပါပဲအိမ်မှာဆိုရင်လည်းကိုယ့်ရဲ့အိမ်မှုကိစ္စတွေကိုကိုယ်တိုင်စီမံရတယ်လို့လူမှုရေးကျန်းမာရေးကိစ္စတွေကိုလည်းကိုယ်တိုင်တာဝန်ယူဆောင်ရွက်ရပါတယ်ရှင်ရုံးမှာဆိုရင်လည်းကိုယ့်ရဲ့အလုပ်တာဝန်ဖြစ်တဲ့ Sales Target ပြည့်မီအောင် Customer နဲ့ Relation ကောင်းအောင်ကိုယ့်တာဝန်ကိုကြည့်ပြအောင်ကြိုးစားဆောင်ရွက်ရပါတယ်ရှင်အလုပ်တွေကိုပြည့်ပြည့်စုံအောင်လုပ်နိုင်ဖို့လုပ်ငန်းခွင်ကိုအချိန်မီရောက်ဖို့ကိုတာဝန်ယူနိုင်တဲ့လွတ်လပ်ပြီး strong ဖြစ်တဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ time management ကောင်းကောင်းလုပ်နိုင်မှုအမြဲကြိုးစားရပါတယ်အစာပိုင်းမှာတော့ဒါတွေကအခက်အခဲတစ်ခုစိတ်ရှုပ်စရာတစ်ခုဖြစ်လာခဲ့ပေမဲ့ကိုယ့်အတွက်ကြိုးစားရင်းနဲ့ကောင်းတဲ့အလေးကျင့်တစ်ခုဖြစ်လာခဲ့ပါတယ်ဒါအပြင် time management ကောင်းကောင်းလုပ်နိုင်လို့လည်းလုပ်ငန်းခွင်မှာပါတိုးတက်မှုရှိလာတယ်လို့ခံစားမိလာပါတယ်ဒါကြောင့်အမျိုးသမီးလေးတွေနဲ့ကိုတယောက်တည်းရက်တည်နေပြီးလုပ်ငန်းခွင်နဲ့ personal life မှာပါကြိုးစားရင်အခက်အခဲတွေကြုံလာတဲ့အခါအလွယ်တကူလက်မလျှော့လိုက်ပါနဲ့အခက်အခဲတွေကိုရင်ဆိုင်ရင်နေ့ရက်တိုင်းမှာအလှပဆုံးဖြတ်သန်းနိုင်ဖို့အတူတူစူးစမ်းကြမယ်လို့ပြောချင်ပါတယ်ရှင်မင်္ဂလာပါအမကတော့မက်ဆာဝင်ဖြစ်ပါတယ်အမကတော့ PTI ကုမ္ပဏီရဲ့ Administrative Department မှာတာဝန်ထမ်းဆောင်နေပါတယ်Administrative Department အနေနဲ့ပေါ့နော်ရုံးမှာလိုအပ်တဲ့ဟာတွေကိုလည်း support ပေးရတယ်လို့ရုံးရဲ့ကိစ္စဝါကိုလည်းစီမံခန့်ခွဲပေးရပါတယ်ပေါ့နော်အိမ်မှာဆိုလို့ရှိရင်ပေါ့နော်တသားရဲ့ကိစ္စဝါကိုစီမံခန့်ခွဲပေးရပြီးတော့မိသားစုရဲ့ကိစ္စအားလုံးကိုလည်းစီမံဆောင်ရွက်ပေးရတာပေါ့နော်ဒီလိုဆိုတဲ့ခါကျတော့ပေါ့နော်အလုပ်ကိစ္စကလေးတာဝန်နေနေပေါ့နော်မိဘရဲ့လူမှုရေးကျန်းမာရေး queue site ပေးရတဲ့အပေါ်မှာတွေပေါ့အဲဒီလိုအပ်ချက်လေးတော့ရှိတာပေါ့နော်အစာအိမ်မှာပေါ့နော်စိုးရိမ်စိတ်တွေများပြီးတော့ pressure တွေများခဲ့တာပေါ့တသားအတွက်လည်းသူ့ရဲ့ကျန်းမာရေးပညာရေးတွေမှာပေါ့နော်အကောင်းဆုံးဖြစ်အောင်လုပ်ပေးရတယ်လို့အိမ်မှုကိစ္စတွေမှာလည်းမတော်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချဖို့အတွက်လည်းသတိထားနေရတာပေါ့နော်အချိန်လေးဇလာနဲ့အများပေါ့နော်ကိုကဒီလုံမှာဒီအလုပ်တစ်ခုကို management လုပ်နိုင်ခဲ့တယ်လို့ပေါ့နော်ပြီးတော့မိသားစုကိုလည်းအချိန်ပေးလာနိုင်ခဲ့တယ်နောက်တစ်ခုကတော့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာအလုပ်နဲ့ပတ်သက်ပြီးတော့လည်းအမှားရမရှိအောင်ပိုပြီးစူးစမ်းလာနိုင်ခဲ့တယ်ပေါ့ဒီထက်လည်းပေါ့နော်သားကိုဂရုစိုက်နိုင်တဲ့အမေတယောက်အပြင်ပေါ့နော်မိဘတွေကိုအလုပ်ကျူးပြနိုင်တဲ့သမီးတယောက်အပြင်ပြီးတော့လုပ်ငန်းခွင်မှာလည်းအားကိုးအားထားပြုရတဲ့အမျိုးသမီးကောင်းတယောက်ဖြစ်ချင်ပါတယ်